နောက်ဆုံးတစ်ချိန်စူးစမ်းခွင့်ရခဲ့တဲ့နေမာရဲ့ကပ္ပဖလားအိမ်မဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်းရွှေတီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်မကြခင်ကပ္ပဖလားပြိုင်ပွဲကြီးကိုရောက်ရှိလာပါတော့မယ်ကမ္ဘာဖလားဟာဘလုံးလောကရဲ့အကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံးပြိုင်ပွဲကြီးဖြစ်တဲ့အတွက်ကစားသမားတိုင်းကကမ္ဘာဖလားမှာဝင်ရောက်ကစားခွင့်ရရှိနိုင်ဖို့အိမ်မက်မက်နေကြပါတယ်။ဒါပေမဲ့လည်းဘောလုံးပညာထွန်းကားတဲ့နိုင်ငံတွေမှာစူပါစတာကစားသမားတွေများပြားတဲ့အတွက်ကမ္ဘာဖလားအတွက်လူစည်ရင်းမှာရွေးချယ်ခံရဖို့ဆိုတာမလွယ်ကူပါဘူး။ဒီတော့နီးပြရဲ့အပိသက်လူစည်ရင်းမှာကိုယ်နယ်ပယ်မပါမချင်းရင်တထထိတ်နဲ့ပဲစောင့်ဆိုင်ကြရပါတယ်။ဒီလိုစောင့်ဆိုင်မှုမျိုးနဲ့အမြဲတမ်းခြေတော့ကရောက်နေကြရတဲ့သူကတော့နေမာဂျူနီယာပါပဲ။နေမာဟာသူ့ရဲ့အိမ်မက်အတိုင်းကမ္ဘာဖလားမှာဘရာဇီးအသင်းအတွက်ပါဝင်ကစားပေးခြင်းပဲနီးပြကြီးကာလိုအန်ဆယ်လော်တီကျင်းတဲ့အောင်စွမ်းဆောင်ရည်တချို့ကိုပြသပေးခဲ့ရပါတယ်။အခုတော့နေမာကြိုးစားသမျှတွေအရာထင်လာခဲ့ပါပြီ။နေမာကလာမယ့်2026ကမ္ဘာဖလားအတွက်ဘရာဇီးအသင်းရဲ့အပိသက်26ရောက်လူစည်ရင်မှာရွေးချယ်ခြင်းခံလိုက်ရပါတယ်။နေမာကဘာစီလိုနာမှာမက်ဆီဆွာရက်တို့နဲ့တွေ့ပြီး MSN တိုက်စစ်အဖြစ်ကြွတာတော့နောက်တစ်ချိန်မှာဂုတ်ကြီးတစ်ယောက်ဖြစ်လာမယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့နေမာတယောက်တော်သားချေပေါက် PSG ကိုရောက်သွားတဲ့အခါမှာအပျော်ပါနောက်လုံးပါသွားပြီးခြေပါပြတ်သွားခဲ့ရပါတယ်။သူများတွေ Saudi Pro League ကိုသွားရင်စံချိန်သစ်တွေရကြပေမဲ့ကန်ဆိုးရှာတဲ့နေမာကတော့ PSG ကနေ Saudi ကိုပြောင်းပြီးတဲ့နောက်မှာ9ပွဲပဲကန်လိုက်ရပြီးနိုင်ငံအသင်းစီပြန်နေတော့ပြင်းထန်ဒိုးအယုတ်ဆုပ်ပြဲထန်ရရှိသွားခဲ့တာကြောင့်2023အောက်တိုဘာကနေစလို့တစ်နှစ်ကျော်လောက်အနားယူလိုက်ရပါတယ်။ဒီလိုနဲ့နေမာလည်းအဟီလန်နဲ့စာချုပ်ဖြတ်သိမ်းပြီးငယ်ဘဝအသင်း Santos ကိုပြန်လာခဲ့ပါတယ်။နေမာရဲ့ Santos အပြန်ရည်ရွယ်ချက်ကတော့ကြက်ခိုင်မှုပြန်လဲတိဆောက်ပြီး2016ကမ္ဘာဖလားမှာဘရာဇီးအသင်းနဲ့အတူပါဝင်ကစားခွင့်ရရှိရေးဖြစ်ပါတယ်။ဒါပေမဲ့ဘရာဇီးနီးပြအသင်းကဂန်နဝင်းနီးပြကြီးကာလိုအန်ဆယ်လော်တီဖြစ်နေတဲ့အခါစံနှုန်းမြင်မာတဲ့အတွက်နေမာကိုလက်ရွေးစင်အသင်းမှာရွေးချယ်ခြင်းမပြုဘဲအကြိမ်ကြိမ်ချန်ရေးခဲ့ပါတယ်။အန်ဆယ်လော်တီကနေမာရဲ့ဘောလုံးပါရမီနဲ့အရေးတွေကိုအတိမတ်ပြုတ်ပေမဲ့သူ့အသင်းမှာပါခြင်းနဲ့ဆိုရင်100%ကြက်ခိုင်မှုပြေဝနေရမယ်လို့နေမာကိုစိန်ခေါ်ထားပါတယ်။ဒါကြောင့်နေမာဟာဆန်တိုစ်ကိုသူတက်နိုင်တဲ့ဘက်ကနေကယ်တင်နေရင်တစ်ဖက်ကလည်းပွဲချိန်မိနစ်ကောင်းတွေပိုင်ဆိုင်နေအောင်ကြိုးစားခဲ့ရပါတယ်။အခုတော့နေမာရဲ့ကြိုးစားမှုတွေအရာထင်ခဲ့ပါပြီ။ဘရာဇီးဘောလုံးအဖွဲ့ချုပ်နဲ့စံပါသားအားလုံးလည်းအန်ဆယ်လော်တီရဲ့ဆုံးဖြတ်ချက်ကိုကျေနပ်ကြမှာပါ။နေမာဂျူနီယာဟာ2026ကမ္ဘာဖလားအတွက်ဘရာဇီးအသင်းကိုဦးဆောင်ဖို့ပြန်လည်ရွေးချယ်ခံလိုက်ရပါတယ်။ဒီတော့နေမာလည်းကမ္ဘာဖလား9ချိန်ရချန်ပီယံကြီးနဲ့အတူဖလားကင်မြောက်ခြင်းတဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အခွင့်အရေးရရှိခဲ့ပါတယ်။နေမာဟာအသက်34နှစ်ပဲရှိသေးတယ်ဆိုပေမဲ့ဒဏ်ရာပြဿနာများပြားလို့နေကစားသမားပါ။စန်ထိုနဲ့စာချုပ်ကလည်းဒီနှစ်ကုန်အထိပဲချုပ်ထားတာဖြစ်ပါတယ်။ဒီတော့ရာသီကုန်ရင်နေမာအနားယူမယ်ဆိုတဲ့ကောလာဟာလာတွေကလည်းကြကြပြန့်ပြန့်ထွက်ပေါ်လို့နေပါတယ်။ဒီတော့နေမာအတွက်2026ကမ္ဘာဖလားကသူပါဝင်ကစားမယ်နောက်ဆုံးကမ္ဘာဖလားဖြစ်သွားနိုင်ပါတယ်။နေမာအနေနဲ့လက်ရွေးစင်အသင်းကိုဦးဆောင်ပြီးအနားမယူခင်ဘရာဇီးအသင်းနဲ့အတူကမ္ဘာချန်ပီယံနေရာကိုသိမ်းပိုက်နိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။